အားလုံးပဲမင်္ဂလာပါနော်ဆရာတို့ပြန်ဆက်လိုက်အောင်ဆရာတို့ဒါလေးက21ရက်နေ့ပေါ့နော်21ရက်နေ့အင်္ဂါနေ့အတွက်ရက်ချင်းပြည့်အလဲညီကိုမူလေးဖြစ်ပါတယ်နော်ကျွန်တော်မျိုးတွေအားလုံးပဲဒါဒီဆရာလီပင်ကြီးရဲ့မူလေးဖြစ်ပါတယ်အလဲညီကိုဖြစ်ခဲ့လို့ရှိရင်တဲ့သူ့ရဲ့အပေါ်ပင်ကထိတ်ပိတ်ကနန်းတည်တဲ့သူ့ရဲ့နော်ဒီ2ရက်အတော်တော်မှာဆင်းပေးတယ်တဲ့အဲ့ဒီတော့ဒီမှာ3လေးဆိုပြီးအလဲညီကိုဖြစ်တယ်သူ့အပေါ်ပင်ရဲ့ထိတ်ပိတ်ကနန်းဖြစ်တဲ့ခွန်တီတူးနေတယ်ပေါ့နော်အဲ့တော့ခွန်တလုံးတီဒီမှာမစင်းတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီနေ့အင်္ဂါနေ့မှာထိုးရမှာဒီဆရာတို့ခွန်တလုံးနဲ့ထိုးရမယ်ဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေကဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးเนาะဆရာတို့ကလင်နာစီကျော်လေးနဲ့ကလင်နာလေးမှာဘယ်လိုပေးနေလဲဆိုတာကျွန်တော်မျိုးကြည့်မယ်ပေါ့เนาะဆရာတို့ဒီမှာအလဲမှာညီကိုဖြစ်တဲ့ကြောင့်သူ့ရဲ့အပေါ်ပင်ရဲ့ထိပ်ပိတ်ကနေဖြစ်တဲ့ခွန်နဲ့9နဲ့ဒီတရက်2ရက်တော်မှာဆင်းမယ်ဆိုတော့9တလုံးဆင်းပေးတယ်အလဲမှာညီကိုဖြစ်လို့သူ့ရဲ့ပေါ်ပင်ရဲ့ထိပ်ပိတ်ကနေဖြစ်တဲ့9နဲ့3နဲ့ဒီနောက်ပတ်တရက်2ရက်တော်မှာဆင်းရမယ်ဆိုတော့9တလုံးဆင်းပေးတယ်အလဲညီကိုဖြစ်တဲ့သူ့ပေါ်ပင်က3နဲ့1နဲ့ဒီထိပ်ပိတ်ကနေဖြစ်တဲ့3နဲ့1နဲ့ဒီတရက်2ရက်တော်မှာဆင်းမယ်ဆိုတော့3ရော1ကိုဆင်းတယ်ဆရာတို့ဒီမှာအလဲမှာညီကိုဖြစ်တဲ့သူ့အပေါ်ပင်ရဲ့8နဲ့4နဲ့ဒီနောက်တရက်2ရက်တော်မှာဆင်းရမယ်ဆိုတော့4တလုံးဆင်းတယ်အလဲညီကိုဖြစ်တဲ့သူ့ပေါ်ပင်ရဲ့6နဲ့9နဲ့ဒီတရက်2ရက်တော်ဆင်းရမယ်ဆိုတော့9တလုံးဆင်းတယ်အလဲညီကိုဖြစ်တဲ့သူ့ပေါ်ပင်ရဲ့9 6ဒီတရက်2ရက်တော်မှာဆင်းရမယ်ဆိုတော့60လို့ဆင်းတယ်အဲ့ဒီလို့ဆိုရင်ဆရာတို့ခုဒီမှာလည်းပဲ3.1ဆိုပြီးလဲညီကိုဖြစ်လို့9တလုံးနော်ဒီမှာသူ့အပေါ်ပင်ရဲ့1-3ဒီတရက်2ရက်တော်မှာဆင်းရမယ်ဆိုတော့3တလုံးဆင်းတယ်အဲ့ဒီလိုပဲဆရာတို့ဒီမှာ3-4ဆိုပြီးတော့လဲညီကိုဖြစ်လို့သူ့ရဲ့အပေါ်ပင်ရဲ့ထိပ်ပိတ်ကနေဖြစ်တဲ့ခွန်တလုံးဒီမှာမဆင်းခဲ့တဲ့အတွက်ကြောင့်တေချာပေါက်ဒါဒီရက်ချင်းပြည့်မူဝပြည့်နေဆရာတို့ထိုးရမှာဒီဘာလုံးမိုင်ပတ်တီးလဲဆိုတော့ကျွန်တော်မျိုးတွေအားလုံးသိရှိပြီးသားဖြစ်တဲ့ခွန်ပတ်တီးဖြစ်ပါတယ်ခွန်ပတ်တီးထဲမှာဆရာဒီ၄ဘရိတ်နဲ့ခွန်ဆိုတဲ့တကွက်ကောင်းကိုရွေးပေးပါတယ်ဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေကအခုဆရာရှင်းပြသွားတာနားလဲလားနားလဲတယ်ဆိုဆရာရဲ့ comment အောက်မှာနားလဲတယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှတ်ငယ်ပေးပါဗျသူ့ရဲ့မှန်ကန်မှုနေထားတော့9ပင်မှာ9ပင်လုံးမှန်ကန်မှုနေထားရှိတယ်ရမယ်နော်ဟုတ်ကဲ့ပါနော်ဆရာစီကိုမိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေကဆရာရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့660569996နဲ့833299ရဲ့ Viber ကနေဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါတပတ်လုံးမှာ1000ပါဗျာနော်တပတ်လုံးမှာ1000ပါရမှာတော့3လုံးခွေ4လုံးခွေမွေးကတ်နဲ့ပတ်တီး4ကတ်စလုံးရမှာပါခုလောလောဆယ်တော့4လုံးခွေတော့အောင်သွားပြီပေါ့နော်နောက်ထပ်တော့ဆရာကဲပေါက်ပေးတဲ့ခါတွေမှာလည်းပဲကျွန်တော်မျိုးတွေဒီရမှာဖြစ်ပါတယ်ဗျဟုတ်ပြီနော်ဆရာတို့နောက်ထပ်မူလေးနဲ့ဒီပြန်တွေ့မယ်နော်အားလုံးပဲနော်ဘိုင်နော်